ဘာဖြစ်ချင်လဲမေးလိုက်ဘာလို့ချင်လဲမေးလိုက်ဘာလို့ချင်လဲငါကဘာလို့လိုက်လာလဲမေးချင်ဘယ်သူခေါ်လာလဲလို့ဘာရှင်းမမလေးကလည်းရှင်းမမနေဘူးနော်ဘယ်သူခေါ်လာလဲမေးလိုက်ဒီဆက်တယ်ပေါ်ဖြစ်တယ်ဘယ်ကလိုက်လာလဲလို့ဆေးရုံကဟုတ်ဘယ်သူလဲလို့ယောက်ျားလေးမင်းကြီးလဲယောက်ျားလေးအသက်ဘယ်လောက်ရှိအသက်ဘယ်လောက်လဲဘာမှမလုပ်မေးကြည့်တာဘာမလုပ်ပါဘူး28ဘယ်သွားခြင်းလဲလို့ဘယ်ဖို့ပေးရမလဲဘယ်ဝါကျင်လာလဲဘယ်ဖို့ပေးရမလဲကျွန်တော်လိုက်ဖို့ဒီပေါ်မှာမနေချင်တာဒီပေါ်မှာနေလို့မရဘူးလို့ဒီပေါ်မှာနေလို့မရဘူးလို့ဒီပေါ်မှာနေလို့မရဘူးလေဒီမှာနေလို့မရဘူးမိတ်ဆွေတာနော်အမိတ်ဆွေဘယ်လိုသွားခြင်းလဲဘာမျိုးဘယ်လိုသွားခြင်းပြန်ထိုင်နေဘယ်တော့ထိုင်နောက်ကုသကောင်းနာမည်ပြောပြနေဘယ်လိုလဲထိန်ရအောင်နဲ့ထိန်ရအောင်ဘာယောဂနဲ့သိတာလဲဘာဖြစ်ပြီးတရားလဲကိုညာကားကြိတ်လာဟုတ်လားဘယ်နားမှာကြိတ်လာဘယ်မှာကြိတ်ရလဲညာကောကရိသွားရေးသွားကြလားအခုဘယ်သွားခြင်းလဲလို့ဘယ်လိုမေးရအောင်ကြောက်တော့တောင်းနေဘာလို့လဲမေးကြမနေချမတက်လာနေတဲ့မနေချလိုက်အေးဘာဖြစ်လို့လဲဘာလို့မတက်လာနိုင်လဲမေးကြဘာဖြစ်လို့လဲသူ့သွားမယ်တဲ့သူ့သွားမယ်တဲ့ဘယ်လိုသွားမှာလဲလို့ဘယ်သွားမှာလဲညာရက်ွက်တယ်မှာနေလို့မရဘူးတဲ့နားလေးမှာသူ့သွားနေတာနော်ဒါကောင်းမှုအမျှပေးမယ်လို့အမျှဝေပြီးတော့တာတို့ခေါ်ပြီးတော့သွားပါလားလို့ကောင်းမှုအမျှပေးမယ်တာတို့ခေါ်ပြီးသွားမှာလားတဲ့ကျွန်တော်ဘာမှမလုပ်ဘူးဘာပြောလဲလို့ဘာပြောနေလို့ဘာပြောတော့သူ့သွားမယ်ပြောနေဘယ်လိုသွားမှာလဲလို့မိကြီးဘယ်လိုသွားမှာလဲစီးုံမပြန်တော့မှာစီးုံမပြန်တော့မှာစီးုံပြန်သွားလို့မရဘူးလို့ဒီမှာကောင်းမှုကုသိုလ်အမျှကောင်းမှုကုသိုလ်တွေအမျှဝေမယ်ဝေပြီးတာတို့ခေါ်ပြီးတော့ကောင်းရမွန်ရသွားပါလို့အမျှဝေပြီးမယ်တဲ့ကောင်းမွန်သွားမှာလားတဲ့ဒီကကြိုက်သူ့ရဘာမှလုံးမပေးသေးလို့ပြောနေအဲ့ဒါသူ့ရဲ့ကြောင်းကြပေးရမှာအိမ်ကဘယ်မှာလဲလို့အိမ်လိပ်စာမေးလိုက်အိမ်လိပ်စာသိလားအိမ်လိပ်စာပြောပြလို့ပြောပြီးအောက်လောက်ခိုင်းဘယ်လိုလောက်ခိုင်းသူ့နာမည်သားနဲ့လို့ဒီဘာလို့ဆုံးကပ်ပြီးတဲ့အခုကပ်ပေးရမလားလို့မိအခုကပ်ပေးမယ်တာတို့ခေါ်မလားလို့အခုကပ်ပေးမယ်တာတို့ခေါ်မလားတဲ့ညာခေါ်မယ်ဟုတ်ပြီနာမည်ပြောပြလို့ထိန်ရအောင်ထိန်ရအောင်ဟုတ်ပြီမောင်ထိန်လင်းအောင်မောင်ထိန်လင်းအောင်တော့ကုသိုလ်ကောင်းမှုတွေလုပ်ပေးပါမယ်အမျှပေးဝေပါမယ်ပြီးရင်တာတို့ခေါ်ပါနော်မောင်ထိန်လင်းအောင်ကြားလားသင်္ကန်းစုံကပ်ပေးမယ်သင်္ကန်းနဲ့မောင်ထိန်ကြားတယ်မောင်ထိန်လင်းအောင်နာမည်နဲ့သင်္ကန်းစုံကပ်ပေးမယ်နော်ကြားလားဘုန်းကြီး၅ပါးကိုသင်္ကန်းဘုန်းကြီး၅ပါးကိုသင်္ကန်းကပ်ပေးမယ်တာတို့ခေါ်နော်မောင်ထိန်လင်းအောင်ကားပေါ်မှာရှိနေကားလှုပ်ပြပါလားမလုပ်ချင်ဘူးအားနေတော့ပြီးတော့ရိုက်လို့တောင်းမှမှာတယ်ဘာလို့ရိုက်တာလဲဝိုင်းလုံးမမှတ်လို့ဝိုင်းပြီးလုံးမမှတ်လို့ဝိုင်းမလုပ်ပါဘူးဝိုင်းပြီးကောင်းမှုကုသိုလ်အမျှပေးဝေပါမယ်နော်အမျှပေးဝေပြီးတာတို့ခေါ်ပြီးတော့ကောင်းရမွန်ရဘုံဘောက်သွားပါနော်ကြားလားမောင်ထင်လင်းအောင်ဟုတ်ကဲ့လေအိမ်ကိုဘာပြောချင်လဲအိမ်ကိုဘာပြောချင်လဲဘာပြောချင်ဝင်ရွက်လုပ်ပြီးရပြီ
ကဲဒါဆိုခဏနေကောင်းမှုကုသိုလ်လုပ်ပေးပါမယ်လို့နော် မှန်တယ်ခိုင်းနေ အေးတင်ပေးလိုက်နည်းနည်းပဲတင်စာပရိတ်ပြချဟိုရနောက်တော့ရကဲရှင်မလားရှင်မကိုသင်ငန်းလူမယ်မောင်ဖေးရောက်နာမည်နဲ့ရှင်မကိုသင်ငန်းလူပါမယ်အဲ့နော်အဲ့မင်းကစပ်မယ် ဆိုင်နော် ပန်ချမယ်နော်ကဲမောင်ထင်လေးအောင်ကိုယ်တိုင်တိုင်ပြီးတော့ကတ်ပါကဲရှင်များအထူးခံပါကဲဤကောင်းမှုကုသိုလ်ရမောင်ထင်လေးအောင်ရဲ့ကောင်းမှုကုသိုလ်ဖြစ်ပါတယ်မောင်ထင်လေးအောင်ကဤကောင်းမှုကုသိုလ်ရဲ့သင်္ကန်းကတ်ပါတယ်ဤကောင်းမှုရဲ့ကောင်းမှုကုသိုလ်ကမောင်ထင်လေးအောင်ရဲ့ကောင်းရမွန်ရဘုံဘွားတို့ရောက်ရှိစံစားခံစားနိုင်ပါစေမတရားကိုတရားမဲ့လေးတန်ကိုလေးတန်နိဗ္ဗာန်ဆောင်တော်ပြတဲ့နေရာကိုကိုယ်တိုင်ကျင့်ကြံပွားများပြုလုပ်အပ်တယ်ဆိုတော့ဘုရားရှင်ကြီးကဒီလိုမျိုးဖြစ်တယ်။ကောင်းသောသုတ္တိကိုပြောတယ် ကဲမောင်ထင်လေးအောင်ရဲ့ကုသိုလ်ကောင်းမှုဖူးပါကားတွေကို30ဘုံနဲ့ကျင်နေကြကုန်ဝိနည်းသူဒီကဒုတိယတတ္တဝါပေါင်းတို့အားအမြပေးပေးပါအမြပေးပါမောင်ထင်လေးအောင်နေတကွကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုကျွန်ုပ်တို့ရဲ့ပြုသမျှသီလသမာဓိပညာကုသိုလ်ကောင်းမှုဘုရားကားတို့ကိုမောင်ထင်လျောင်ကအမြအပေးပေးပါ၏မောင်ထင်လျောင်အမြခေါ်ဆိုသာဓုခေါ်ဆိုပါသာဓုမောင်ထင်လျောင်နေတကွအားလုံးကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုကဲမောင်တင်လျောင်ကောင်းမှုကုသိုလ်ရပါပြီလားဟင်ရှိတော့ရပါဘယ်ပဲလိုက်ရှိတယ်ဟမ်သိကြလားမရှိတော့သိကြပြီလားကဲတကားဖွင့်မယ်ကဲရ တရားကြီး